အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့ကျွန်တော်တို့ရေးထားခဲ့တဲ့ website တစ်ခုကိုversion မှာဘယ်လိုမျိုး deploy လုပ်သွားမလဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့အရင်ဆုံးကျွန်တော်တို့အဲ့ဒါကိုမပြောခင်ကြားထဲမှာပေါ့နော်ကျွန်တော်တို့ website နဲ့ဒီ server deploy လုပ်ဖို့ version နဲ့ကြားထဲမှာချိတ်ဆက်ပေးမဲ့ကောင်လေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်ဒီအစတော့ intro ဒီထဲမှာလည်းကျွန်တော်ပြောထားပြီးတယ်အဲ့ဒါတော့ GitHub ဖြစ်ပါတယ်GitHub ကဘာလဲဆိုတော့ကျွန်တော်အရင် video တွေမှာတော့လည်းရှင်းပြပူးခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒီရေးထားတဲ့ website ကို GitHub ပေါ်တင်မယ်ပေါ့နော်ကျွန်တော်တို့ဥပမာထားပါတော့ကျွန်တော်ရေးခဲ့တဲ့ website ထဲမှာတခုခုပြင်ကျင်တာတွေ color ပြင်ကျင်တာတွေ design ပြင်ကျင်တာတွေရှိတဲ့အခါမျိုးကြရင်ကျွန်တော်တို့က code ထဲမှာပြင်လိုက်တယ်ပြင်ပြီးတော့ရင် GitHub ပေါ်တင်ပေးလိုက်တာ ਨੇ ဗာစကနေတော့သူ auto details ဖြစ်ပြီးတော့ပေါ့နော်သူက server deploy ပြန်ပြီးတော့ refresh လုပ်ပေးတော့မှာပေါ့နော်အဲ့လိုပုံစံမျိုးအတွက်ကြောင့်မလို့ဂျားထဲမှာချိတ်ဆက်ဖို့အတွက် GitHub ဆိုတဲ့ကောင်လေးလိုလာတယ်ပေါ့နော်အဲ့လိုလိုလာတဲ့အတွက်ကြောင့်ကျွန်တော်တို့GitHub ကိုတစ်ချက်ပြောပြပေးမယ်ပေါ့နော်အဲ့တော့ကြည့်လိုက်အောင်အဲ့တော့ဒါလေးပေါ့နော်ဒီ github.com ပေါ့နော် github.com ကိုကျွန်တော်တို့အရင်ဆုံးသွားရမယ်တကယ်လို့ account မရှိသေးရင်တော့ sign in အရင်လုပ်လိုက်ပါကျွန်တော်ကတော့ account ရှိပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ sign in ပဲလုပ်လိုက်မယ်အဲ့တော့ကျွန်တော်တို့ဒီမှာလာပြီးတော့ကျွန်တော် account ကိုရွေးလိုက်မယ်ပေါ့နော်ရွေးပြီးရင်ကျွန်တော် sign in ဝင်လိုက်မယ်ဒါဆိုရင်တော့ကိုယ်မှာရှိထားတဲ့ account ကိုရောက်သွားမယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာခုနကကျွန်တော်တို့လုပ်ထားတဲ့ website ကိုတင်ဖို့အတွက်ကျွန်တော် new repository ပေါ့နော်အဲ့ဒါတစ်ခုကိုကျွန်တော်ရေးလိုက်မယ်နာမည်တစ်ခုပေးလိုက်မယ်ပေါ့နော်ကျွန်တော်တို့ဘာအတွက်လဲဆိုတော့free course ပုံစံမျိုးအနေနဲ့တင်ပေးခဲ့တဲ့ဒီ simple website လေးပေါ့နော်အဲ့တော့နာမည်တစ်ခုပဲပေးလိုက်မယ်ဒီလေးပဲပေးလိုက်မယ်ပေါ့နော်ဒီလေးပေးလိုက်ပြီးရင်တော့ကျွန်တော်ဒီကောင်ကိုpublic အနေနဲ့ပဲထားလိုက်ပါမယ် public အနေနဲ့ထားလိုက်မယ်ပြီးသွားရင်ကျွန်တော် create repository ကိုနှိပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ဒီလိုမျိုးလေးမြင်ရပြီပေါ့နော်ဒါကကျွန်တော်ခုနကတိစောက်လိုက်ပြီးအဲ့တော့ကျွန်တော်တို့ရဲ့ဒီရေးခဲ့တဲ့ website နဲ့ဒီကောင်လေးကိုချိတ်ဆက်ဖို့အတွက်ဒါတွေပေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ဒီ laptop ထဲမှာတော့ GitHub ကို install လုပ်ထားတာရှိရမယ်ပေါ့နော်install လုပ်ထားရမယ်ပြီးတော့ရင် GitHub ကိုပြောရမယ်ဆက်လက်လုပ်ထားပေးရမယ်ပေါ့နော်အဲ့တော့ GitHub နဲ့ပတ်သက်တာတွေကိုကျွန်တော်တို့သေးစိတ်လေ့လာခြင်းနေဆိုရင်တော့ကျွန်တော် github.com မှာပဲကျွန်တော်တို့တွားပြီးတော့လေ့လာလို့ရပါတယ်ကျွန်တော်ကတော့ဒီမှာကတော့အကြမ်းမြင်ပဲပြောသွားရပေါ့နော်အဲ့တော့ကျွန်တော်ဒီဟာလေးကိုcopy ကူးလိုက်မယ်ဒီမှာတော့ကျွန်တော်မချိန်ရသေးတဲ့အတွက်ကျွန်တော်တို့ git init ကိုအရင်လုပ်လိုက်ပါမယ်ဟုတ်ခေတ်ကမချက်ရသေးတဲ့အတွက်ကြောင့်ကျွန်တော်အရင်ဆုံးဒီလိုလုပ်လိုက်မယ် git add လုပ်ရလိုက်မယ်ဒါကတော့ကျွန်တော်တို့မှာရှိတဲ့ဟာတွေကိုကျွန်တော်တို့တင်လိုက်တယ်ပေါ့နော် comment တစ်ခုပေးလိုက်မယ်ဒါတွေကဘာအတွက်လုပ်ခဲ့တယ်လဲပေါ့နော်ကျွန်တော်တို့ကတော့ဒီလေးပဲရေးလိုက်ပါမယ်ပြီးတော့ရင်တော့ကျွန်တော်ခုနက copy ကူးလာတဲ့ဟာလေးကိုကျွန်တော်ရေးလိုက်မယ်ဒါကတော့ကျွန်တော် GitHub နဲ့ကျွန်တော်ချိတ်လိုက်တယ်အဲ့ဆိုရင်ကျွန်တော်တို့ချိတ်မချိတ်ကိုကျွန်တော်ကြည့်လိုက်မယ်ဒီလိုမျိုးလေးပေါ်လာတယ်ဆိုရင်တော့ခုနကကျွန်တော်တို့ create လုပ်ခဲ့တဲ့GitHub account နဲ့ကျွန်တော်တို့ရဲ့ဒီ project နဲ့ရပြီအဲ့တော့ကျွန်တော် git push လုပ်လိုက်မှာပေါ့နော်ကျွန်တော်တို့ create လုပ်ခဲ့တဲ့ repository ပေါ်ရောက်အောင်လို့မလို့ git push ဆိုပြီးတော့တင်ပေးလိုက်မယ်နော်โอเคဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာလာပြီး refresh တစ်ချက်လုပ်ကြည့်လိုက်ပါမယ်ဒီမှာမြင်ရတဲ့အတိုင်းပဲကျွန်တော်တို့ဒီမှာခုနကကျွန်တော်တို့ရဲ့ project ပေါ့နော်ဒီ project ကြီးကတစ်ခုလုံးကကျွန်တော်ဒီပေါ်ရောက်သွားပါပြီအဲ့တော့ GitHub ဆိုတာကတော့ကျွန်တော်တို့ဒီ version control system လို့လည်းခေါ်တယ်ပေါ့နော်ပြောရမယ်ဆိုကျွန်တော်တို့ထားပါတော့ color တွေနောက်ပြီးကြရင်ကျွန်တော်တို့ design တွေပြောင်းကျင်တဲ့အခါမျိုးကြရင်ကျွန်တော်ပြောင်းပြီးသွားပြီပြောင်းပြီးသွားရင်ခုနကကျွန်တော်လုပ်ပြခဲ့တဲ့အတိုင်းဒီလိုမျိုးလေးအစစ်စစ်တင်သွားလိုက်တာ ਨੇ သူကကျွန်တော်တို့ရဲ့ဒီ code တွေကဒီမှာတော်ပြောင်းနေမှာပေါ့နော်ပြောင်းနေတဲ့ဟာကိုမှကျွန်တော်တို့နောက်ပြောပြပေးမယ့်ဗီဒီယိုမှာပါမယ်ဘာဆယ်ကနေပြီးတော့သွားပြီးတော့ refresh လုပ်ပေးခြင်းအဖြစ်ကျွန်တော်တို့တင်လိုက်တဲ့အသစ်မှန်သမျှကိုကြည့်လို့ရတယ်ပေါ့နော်ဒါလေးပါပဲနောက်ဗီဒီယိုမှာကျွန်တော်တို့ဘာဆယ်မှာဘယ်လိုတင်မလဲဆိုတော့ဆက်ပြီးတော့စောင့်ကြည့်ပေးကြပါဦးကျေးဇူးတင်ပါတယ်